ငါဘယ်ရောက်နေရလဲငါဒီမှာရက်နေလို့ဘာမှထူလာမှာမဟုတ်ဘူးငါအထက်သွားပြီးနည်းနည်းလေးလာကြည့်ဦးမဒီမြို့နေမြင်နေအပြင်တော်ထူပါလားโอเคငါဆက်လေးလာကြည့်ဦးမတသိန်းတော့ဦးလေးမှာဆောရှိရဟုတ်ပါဘူးဦးလေးဒါဘီနေရလဲလို့နောက်ပြီးဦးလေးဒီနေ့တော့မှာစားတောက်ဆန်လေးပါလေးရှိလားလို့ဘာရင်ဆန်နေလို့လေသိမလားဟာဟိုမှာဆန်းရှိုင်းပါလားဟဲ့ဆန်းရှိုင်းဟာစကမတူပါလားဟာဟဲ့အောင်မင်းဘလို့ရောက်လာလဲဒီကိုအေးငါဖြစ်ပုံကဒီလိုကွာအခုတော့တော့ပြပကူပြန်ပွဲစတင်တော့မှဖြစ်ပါလေအခုပထမဆုံးနဲ့နောက်ဆုံးပြန်နေလူဖြစ်တယ်နောက်ပြီးအခြားလူနဲ့တူမတူအောင်ပကူခုံရနိုင်နဲ့ပြန်မကင်းတဲ့ထက်ကွန်းချန်ပီယံကြီးစကမတူဖြစ်ကိုလည်းပါလေဟုတ်ကဲ့ပါကျွန်တော်အားပေးကြတော့အားလုံးကျေးဇူးတင်ပါတယ်ဗျโอเคကျွန်တော်ကအခုသူများရေလုပ်ပြခဲ့တဲ့အသုံးလေးပုံနဲ့ခုံပြီးဒီရေကန်ထဲကိုခုံကြပြမှာဖြစ်ပါတယ်အားလုံးပဲအားပေးကြပါဦးဝဲကြည့်ကောင်းတော့ဝေဟိဟုတ်ကဲ့ပါ A few moments later အားလုံးပဲခုံချပါတော့ဝင်3 2 1အဲ့လိုပဲငါပေါက်ကုန်းလုပ်ပြီးတေးသွားကွာငါပြန်ရှင်လာတဲ့ဒီမှာရှင်နေရမင်းအောင်ဒီဘယ်လိုရောက်လာလဲငါလည်းဒီလိုပဲကွာငါဖြစ်ပုံဒီလိုကွာဟေးနောက်ဆုံးတော့ငါရှာတွေ့ပြီကွာငါဒီကွန်မန့်ကိုအိမ်မှာစမ်းတာကဲဟုတ်ပြီမှန်ကြည့်အောင်ဒီကွန်မန့်ကငါလုပ်ဖြစ်တော့ပေါ့ရေးကဲslash h2 နောက်ပြီး sunshine နောက်ပြီးတော့ sout chw gyi စာချောကြီးအဲ့လေဖလို့တော့မိုင်းလိုက်တဲ့ကွန်မန့်လေငါဒီကွန်မန့်အလုပ်ဖြစ်တော့ကွာတော့စုံလေးတွေဝိုင်းတော့မှာဟာပြောနေရကြားတယ်မြင်နေလိုက်မယ်ကဲကွာအဲ့လိုပဲကွာငါဘလူးချွတ်သုံးလွန်လိုက်လည်းမသိဘူးငါလည်းကွာဆောက်ချုံးကြီးဖြစ်နေတာနဲ့နေလိုက်တာဒီကိုရောက်လာတယ်ကွာငါမနေ့ကဘာမှမစားရသေးဘူးအမှန်တည်းကွာငါဘိုက်ဝအောင်စားပြီးမှခလုံးနှိမ့်တယ်စိတ်မကောင်းမဖြစ်ပါနဲ့ကွာမင်းကချောပြီးသားပါဒါပေမဲ့ငါလည်းတော့မချောဘူးအေးပါကွာငါတို့အခုဘိုက်စားတယ်ကွာဒီနေ့လူတွေမေးပြီးတော့ကောင်းကောင်းစားလို့ရတဲ့ဆိုင်ကိုတူတူတွားကြမယ်ကွာအေးတွားမယ်ဟာကွာပစ္စည်းရအစုပ်တွေပဲရှိရငါမှမပစ္စည်းကောင်းကောင်းလေးတော့မရှိဘူးဟာရောဟိုမှာကြည့်ပြန်ဘေဘီလေးပါလားဟေးဘေဘီလေးဟမ်ဆက်ရှင်နေဆောင်မလို့လားနင်းကဒီမှာဘာလုပ်နေလဲအေးဟုတ်တယ်ဟမ်ဟဲ့အဲ့ဒါငါတို့မင်းရမှာဟာအေးဟုတ်တယ်ညာလားဘာမလုပ်ဘူးငါတို့လည်းလို့ Microsoft လူတိုင်းသိရဲ့ကဲပါထားပါတော့နင်းအောင်ဒီညောင်ဘယ်လိုလုပ်ရောက်လာငါနဲ့နေတာနဲ့ elevation မှုပုံပြင်စီပူတယ်ဝင်လိုက်တာစင်းတော်ရေဟိုယာဟာဒီညဘင်းညာကြီးငါတော့နေတာပါဘယ်ဖြစ်နေနေတာလို့ချိုးနေမရှိတော့တဲ့အနေနဲ့တိတ်ပြီးဆွေးနေစရာမရှိဘူးဒီမြောက်လုံးလေးတဲ့ကူမောင်းမငါတို့နဲ့ဒီညောက်ရောက်လာတဲ့ဟုတ်လားအဲ့ဒါဆိုငါတို့နဲ့တူတူပဲပေါ့โอเคငါတို့အခုဘိုက်ဆန်နေလို့စားတော့ဆိုင်ရှာနေရနင်းလိုက်ဝင်လားဟာလိုက်မှာပေါ့အဲ့ဘိုက်ဆန်နေရအေးတွားမယ်ဟာငါဒီတဲ့ဂေးပဲဖြစ်တော့မလားမသိဘူးကွာနောက်မှဘလို့ဖတ်ဆရာမလားမသိတော့ဘူးဆင်းနေလိုက်တယ်ကွာဟဲ့ဟိုမှာငကြီးပါလားအေးဟုတ်တယ်လာငါတို့တွေ့အောင်ဟဲ့ငကြီးနေဒီမှာဘာလို့ထိုင်ယူမိုင်းနေရလဲအေးလေစောပြလို့အသက်ကွက်တဲ့ပုံစံနဲ့ဟာကွာဘယ်စောပြခံမလဲကွာငါမိုင်းနေရဖြစ်ပေါ်ကဒီလိုကွာငါမနေ့တော့အင်ကိုစောစောပြန်လာပြီးဘာလို့ဆရာမရှိတော့စောစောအဲ့ရဝင်လိုက်တာမနဲ့လည်းရောက်ရော
ငါဖြစ်ပေါ်အဲ့လိုပဲအဲ့ရထားလာတာငါအထီးကမှလာမသိခွဲတော့ဘူးအဲ့ဒါကြောင့်ငါစိတ်ညစ်ပြီးမိုင်းနေရ စိတ်မညစ်ပါနဲ့ကွာငါတို့လည်းဘယ်ကနေဘယ်လိုမှမသိပဲဒီကိုရောက်လိုက်ကြရင်ငါတို့လည်းအောင်လို့ဒီကိုရောက်နေရဆိုတော့ကျန်တဲ့ဆိုတာလည်းဒီကိုရောက်နေမှာအသေးကြပဲ အေးဟုတ်တယ်ငါတို့ဒီတူတူရောက်လာဆိုတော့ငါတို့တွေကဘဝတူတူတွေပဲ အေးဟုတ်တယ်ကဲပြောလက်စားတွေခဏထားပြီးတော့ဟောအခုလှုပ်ဆက်ရရှိရဆက်လုပ်ကြမယ်ငါအခုတော်ဘိုက်စားနေပြီ ငါတို့ဘိုက်စာနေရမနေ့ကဘာမှမစားရသေးဘူး နောက်စားတော့ဆိုင်ကိုရှာရင်းနဲ့စိုးရောက်ပဲရှာကြမယ် ကဲဆိုငါတို့တူတူစားလို့ဆိုင်ကိုတွန်းကြမယ်ဒါတော့မယ် သွားပြီကွာငါတို့လမ်းပြောက်ပြီးတင်တယ် ဟာငါအခုဘယ်နေရာရောက်နေရလဲ ငါတို့ရှောက်နေရနေနေရောက်လို့ရောက်နေမှန်းတော့မသိဘူးအဲ့ဆိုငါတို့ဒီနေ့တွေ့ရလူတယောက်မေးကြည့်မယ်လေဟာဟိုမပြောရဆိုရင်လူတယောက်လာနေပြီ ဟာအဲ့တော့လို့ပါလားကျွန်တော်တက်ဖန်လာဗျ ဟာငါတို့သိဟုတ်လားမင်းကအလုပ်5 fan ဆိုရင်ငါတို့တက်နေပြ ဟုတ်တာပေါ့မင်းဒီမှာကြည့်နမမတော်တော်ထိုးရတယ် အဲ့ဆိုမင်းကငါတို့ရဲ့ fan ဆက်ပဲဒါနဲ့ဆိုရတဲ့အောင်ဒီနားမှာတွေ့မိသေးလား ဟာတက်နေရပေါ့သူကဟိုလည်းနေရဆက်တော့ဆိုင်မှာရှိတယ်နောက်ပြီးတော့တင်ပြောလားကျွန်တော်အပင်းနေ တင်ပါမယ်နော် ဟုတ်တယ်နော် ဟဲ့ခုရတော့ပြောဒီဆိုင်တင်နေဟုတ်တော့မယ်ငါတို့တက်ကြည့်အောင်ဟဲ့ဟိုမှာကြည့်တယ်ငါတို့ကြောင့်သူ့ရှာလိုက်ရတာမောလို့သူကြတော့အေးစင်းယူဆုံးနေဟဲ့ငါစားကြလို့စားတာမဟုတ်ဘူးဟဲ့ငါပိတ်ဆက်လို့စားတာသူပြောရလားကဲထားပါရနေငါတို့လည်းပိတ်ဆက်နေဆိုတော့ဝင်ဆွဲအောင်လေ ငါတို့လည်းဆွဲကြအောင် ကွာဆောင်းကုန်လို့ကွာ ဘာဆောင်လာပြီကွာ ဘယ်လိုလဲလို့မသိအောင် ဒါနဲ့ဆိုတော့ဒီဘလူရောက်လာလေငါလားငါပန်းချင်မတူရဲ့တုံးဝဲလေးအစာချင်းကိုတွားနေတယ်ဒီကြုံမေးဆိုရင်တိုးလေးကြိုက်မှတေးကြတယ်ဟေးတိုးလေးလာဒီမှာကြုံဝင်စားမယ်လာ ဒီဘိုက်ဘာလာပြောနေရလဲ လာစားမယ် ငါခွင့်ရရတော့ပြီးမှာပဲ လာဒီမှာကြုံဝင်စားမယ်လာဟဲ့တိုးလေးမပြည့်နဲ့လေဟဲ့တိုးလေးငါနဲ့ချက်မထားပါဘူးတိုးလေးမပြည့်နဲ့လေဟဲ့မတော်နဲ့လေအဲ့လိုပြေးရင်ကတော့မှလမ်းမြောက်သွားတာပြီးတော့ဒီကိုရောက်လာတာပဲ A few moments later. ငါကြည့်ရမယ်နော်ဒါမှဒီဝိုင်းရှင်းလို့တော့ပတ်သက်မရှိဘူးနော်တောင်းရတာစားနေရအဲ့ဒါဒီဝိုင်းဘယ်လိုရှင်းမှလဲအေးဟုတ်တယ်ငါမှပတ်စံမပါဘူး ငါမှလည်းမပါဘူး အေးငါပေါင်လည်းမပါဘူး ဟာနင်တို့ကဘာပြောနေရလဲဟာအခုစားနေစီစားတော့မှာဟာနောက်ကိစ္စတော့မှရှင်းရတာပေါ့ဟဲ့အောင်စကားမလို့မင်းကြားဟိုဘဝိုင်းကောင်လေးဘာတွေပြောနေမှမသိဒါတွေပဲပြန်ပြောနေတခုတော့တခုပဲ အာလွတ်ထားလိုက်ကြမှာကွာသူ့ဘာသူတခဲလွတ်နေရလားမှမသိရအာကြကြောင်းအချင်းနေမကောင်းတော့ဘူးဟိုလေဝင်ကြည့်ပြနေပြီကန်စုံမုံမှုတွေလာတော့မေးဟာဘာလဲဟာဟိုကောင်ဘာပြောရလဲမသိဘူးသူကြည့်ရနည်းနည်းလွတ်နေရပုံပဲဟဲ့ခဏနေဦးသူ့ကြည့်ရတယ်တကယ်ဖြစ်လို့ပြောနေပုံပဲ Oh no အဲ့တော့အပြင်နည်းနည်းထွက်ကြည့်အောင်အေးလေအပြင်ထွက်ကြည့်ကြရပါဘော ဟဲ့ညာသားကြီးကြည့်တမျိုးဝင် ညဝေးဒါဘာဖြစ်နေရလဲမသိဘူး အလိုပဲရှိလို့နေမယ် A few moments later. လူတွေအောင်ဘယ်ရောက်ကုန်လာလဲ ဟာ
ရွာလိုက်တယောက်မှမရှိတော့ဘူးဒီစမ်း အေးဟုတ်တယ်တယောက်မှလည်းမရှိတော့ဘူး ပြေးတာမြန်လိုက်တာဟာဘာကြီးလဲ ဟာဘာကုန်ကြီးလေ ဟာအဝလမ်းပေါင်းဖေမြောက်ကြီးနေ နေလိုက်မို့ အေးကွာပြောင်းပြီးလုံးနေရပဲ 我讲不给呢，哈，这样蛋呢？ ဟိုကောင်ကျတော့တခေါင်းကြီးပဲ 哎，那看你， ဟင်းမြပြူကြီးကြည့်ရတယ်သူတို့မရှက်ကြဘူးလားမသိဘူး 这么你们这 ဟေးဟိုကရွာသားတယောက်ကျန်နေရကြီး 没有管理啊。 အဲ့ကောင်လေးကဖေမြောက်လည်းမဟုတ်ဘူးအသားစားတဲ့ကောင်လေးဟဲ့လေဦးလေဦးငါတို့ပြေးတာပြေးနေရဒီကပြေးနေရမဟုတ်ဘူးလားဒီထက်နည်းနည်းလေးဝေးဝေးလေးပြေးလို့မရဘူးလား ဘာပေါ်လဲ အေးဟုတ်တယ်ငါတို့ပြေးရအောင် ဟာလူတွေအားလုံးဘယ်ရောက်ကုန်လာလဲ အေးဟုတ်တယ် 俺说啥道理了？妈妈的哈， အမန်တီငါအကုန်စားပြီးမှပြေးပါလေ ငါတို့ဒီဇိုင်မနေလုံခြုံမှမထင်ဘူးအချိန်နေမကောင်းဘူးငါတို့ဆက်ပြေးကြမယ် 偏偏你， ပြေးကြပြေးကြအမြင်ပြေးကြဟုတ်တယ်ဟုတ်တယ်အာဟာသွားပြီပြေးဖို့လည်းမရှိတော့ဘူး ဟာဒီကလည်းလမ်းပိတ်နေတယ် ဟာဒီမှာလည်းဘာမှမရှိဘူး ဟာငါသွားပြီးတဲ့နေရာပဲငါပြန်ရောက်နေပါလား 你没洗着呢，你们多少年没洗着？ ဟာတော့ပါပြီကွာ ငါတို့လုံးလည်းမရှိတော့ဘူး 俺说你真家给我们对了那么对哦。啊，偏偏你， ဟုတ်တယ်ဟုတ်တယ် 嘿， ခုချိန်ကြီးရက်လိုက် 跳， ဟဲ့ဟဲ့ကဲအားလုံးအဆင်ပြေရလား ဟုတ်ပြီးပါလေဗျ တန်းတဲ့နေတစ်စိမ့်တော့โอเคအဲ့ဒီဖေမြောင်ကြီးကကျွန်တော်တို့ဘာလို့လိုက်စားနေလို့မသိဘူး ။အော်အဲ့လား။အဲ့ဒါဖေမြောင်ကြီးတွေမဟုတ်ဘူး။အဲ့ဒါတိုက်တယ်လေ။သူတို့ကလူသားရဲကြိုက်တာ 哎，但是你不能要来呢，但是对方没能见到，哎，别人呢？ ။ဟုတ်တယ်ဦးလေးတိတယ်။မင်းတို့ကတရားလူတွေမဟုတ်ဘူး။မင်းတို့အိမ်ပြန်ချင်းတနည်းပဲရှိတယ် ဟင်ဘာနီးလဲလဲ ။အိမ်နည်းလည်းတခြားမဟုတ်ဘူး။တရားတိုက်တယ်လေအကုန်လုံးတတ်ပြရမယ်။အဲ့လိုအားလုံးတတ်ပြီးတော့မှမင်းတို့အိမ်ပြန်နိုင်ပါ ဟာတော့ဘလို့လို့တတ်နိုင်မှာလဲအဲ့ကောင်ကြီးကအကြီးကြီးဖေုံပြောတာမဟုတ်တော့ ။ဦးလေးတိတယ်။သူတို့တတ်လို့ရမယ့်လက်နက်တွေဦးလေးမှာရှိတယ်။ဦးလေးဒီလက်နက်တွေကိုပေးမယ်။ဦးလေးဝတ်ထားတဲ့ဒီအောင် gas ပြည့်ပြီးတော့ဒါနဲ့တိုက်တယ်ကောင်ကိုဖြတ်လိုက်ရင်အဲ့တိုက်တယ်တိတ်သွားမှာ 他是外面都厉害， ။ဟာမိုက်လိုက်လား ဟာမိုက်တယ်ကွာ ။ငါလည်းဝတ်ကြည့်မယ် 俺能不进呢？ နောက်ဆုံးတော့ငါလေပဲမင်းတို့ကောင်ကြီးကြည်ရကြငါဝတ်ပြမယ် ကဲအဲ့ဒါဆိုဦးလေးသွားပြီ သွားကြမယ် စိမ့်လိုက်လေ ချကွာ โอเคလေ 不会让人家不？ 哎呀， တိုင်းကနေဘေးရောက်ပါလေ တော့ပြင်းလို့ကောင်းတယ်ဟင်ဒါဆိုဟင် Let's go ငါတို့ကမလာ မတွေးနဲ့
မင်းဘယ်လိုလုပ်ပြီးတိုင်တိုင်ဖြောရလဲဟာသူပြောငါနားမနေပါလားအေးငါတို့မင်းမတော်ဘူးနော်ကိုလည်းကိုသွားနော်တတ် ကဲအဲ့ဆိုငါတို့တိုင်တန်တကောင်မတက်လိုက်လို့အိမ်ပြလို့မရနိုင်လေပါတယ်မဖြစ်တော့ပါဘူးနော် ရမှာပါတော့ငါတို့ family ဖြစ်နေလေ ဟာဟိုမှာတိုက်တဲ့ကောင်ကြံနေရမယ်ငါတို့သွားတက်ကြမယ် တိုက်ကြညို့တတ်တာကေယောရှင်းမရမှာပေါ့ဒါသွားတက်ကြမယ်ဒီလိုပဲပြရမယ်လေ မကြခင်ငါတို့အိမ်ကိုပြားရမယ် အေးကွာဟုတ်တယ်ကြည်ရိုင်းနော် အေးဟုတ်တယ်အဲ့မှာပြန်နဲ့လူရပြီ ဟေးစကောင်းမတို့အနောက်ရှိကြည့်နိုင်အောင် ဟမ်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟာတွားပြီဒီတိုင်းဆိုငါတို့တွေအိမ်ပြန်မှုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ